တိသူမရှိသေးတဲ့တရုတ်နိုင်ငံရဲ့နောက်ွယ်ကအမောင်ပတ်ချမ်းတရုတ်နိုင်ငံဆိုတာနဲ့အစားအသောက်တောင်းကျမ်းဆုံးနိုင်ငံလောင်ကစားတိုင်းပြည်ငွေရဖို့ဆိုပါမဆိုလုံးမဲ့ညနှက်မိမယ်နေကဘာရရမှာရှိတဲ့ထုတ်ကုန်မျိုးမျိုးကိုကော်ပီကူးပြီးတော့ထုတ်လုပ်နိုင်တဲ့ကော်ပီဘီနေပဲဖြစ်ပါတယ်။သူတို့ရဲ့ကော်ပီလုံးပုံလုံးနည်းတွေကလည်းအစ်စ်တွေအတိုင်းထပ်တူထုတ်လုပ်နိုင်ခဲ့တာကြောင့်ပေါက်ဖော်ရီတို့နိုင်ငံကိုရှော့တွက်လို့တော့မရပါဘူး။ဒါပြင်ကုတလောမှာလည်းတရုတ်နိုင်ငံရှန်ဟိုင်းမြို့အတွင်းမှာငွေရဖို့ဆိုရင်အကွက်ပေါင်း16300ဖန်တီးလေရှိတဲ့ကိုရွှေတရုတ်တို့ကသူတို့နိုင်ငံရဲ့လိန်ကြီးအစ်စ်ကိုတိတိစိတ်လှုပ်ရှားလျက်ရှိပါတယ်။အဲဒါကတော့တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာရှိတဲ့နာမည်ကြီးတထေးတူအေဂျင်စီရှန်ဟိုင်း Socialities အဖွဲ့ကနေမိမ့်မပြိုလေးတွေကိုသူတို့အလုပ်အတွက်မြောက်များစွာခေါ်ယူလေးရှိတာပါ။အဆိုပါအဖွဲ့ကမိမ့်မပြိုလေးကတာမန်လူတွေမဝင့်နိုင်တဲ့ဒီဇိုင်နာချုပ်အဝေးစားတွေကိုတရက်တစ်မျိုးမရွေးရလေအောင်လို့ဝေ့ဆင်ပြီးတော့ကလပ်ဒီဘာတွေကျင်းကားပွင့်အဆင်းရှိတဲ့စားတောက်ဆိုင်ဟိုတယ်တွေကိုတွားရောက်ကလူများအားကျစရာကောင်းတဲ့ဘဝတွေဟန်ဆောင်ကသူတို့ရဲ့ဒီနေ့တာကိုဖျက်ဆီးလေးရှိကြပါတယ်။လူသဘောတဘာဝရဆိုရင်တော့သူတို့ရဲ့ခက်ခဲလာတဲ့နောက်ွယ်ကအကြောင်းရင်းကိုနှံ့ဆက်စွာမသိသေးပေနဲ့အားကြလိုက်ချီမွန်ကန်ဖွင့်လိုက်နဲ့လုံနေကြတဲ့အပြင်အပြင်ပန်းကိုကြည့်ပြီးတော့ဆုံးဖြတ်လေးရှိကြတဲ့သူတွေကြောင့်အယုံလေသူတွေကသူတို့ရဲ့သားကောင်တွေဖြစ်လာခဲ့ရပါတယ်။ဒီမျိုးသမီးတွေကဘာကြောင့်လူတွေကိုချင်းကပ်နေကြတာလဲ။သူတို့ရဲ့လူတွေပေါ်မှာချင်းကပ်နီးကရောဘယ်လိုကြောင့်လဲ။ဒီဖွဲ့တဲ့ကိုဝင်ရောက်ဖို့ဘာတွေလိုအပ်နေလဲဆိုတာတွေကိုအခုဗီဒီယိုလေးတွေမှာပြည့်စုံစွာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ဗီဒီယိုလေးကိုတူကြည့်လိုက်ကြရအောင်ပါ။ဒီဖွဲ့စည်းရဲ့နာမည်ကတော့တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာတည်ရှိပြီးတထေးတူအေဂျင်စီရှန်ဟိုင်း Socialities လို့ခေါ်ကြပါတယ်။သူတို့တွေကဒီတင်နန်းကျောင်းတွေကနေစဉ် WeChat group တွေဖွင့်ကလူချမ်းသာတွေစီကိုချင်းကပ်ကြပါတယ်။အဆိုပါမျိုးသမီးတွေကသူတို့ရဲ့နှိမ်ကြတဲ့လူမှုအဆင့်တန်းကိုချမ်းသာတဲ့လူတစ်ယောက်ဖြစ်အောင်လို့ချမ်းသာရအောင်ဆောင်ပြီးတော့ကြီးတဲ့ချမ်းသာတဲ့ဘောစီတွေကိုလိုက်လံရှာဖွေရင်းနဲ့သူတို့ဘဝတွေကိုပေးဆက်ခဲ့ကြပါတယ်။အဆိုပါအဖွဲ့တွေကိုဝင်ရောက်ဖို့အတွက်သူတို့က social အဖွဲ့တွေရဲ့အသင်းဝင်ကြီးရွမ်900ဒေါ်လာ85ဒေါ်လာကိုပေးဆောင်ရပြီးတော့ပိုင်ဆိုင်မှုအထောက်အထားတွေပြီးသူတို့ရဲ့ငွေစုအကောင့်တွေမှာအနည်းဆုံးရွမ်3သိန်းဒေါ်လာ1000အထက်ရှိရမှာဖြစ်ကြောင်းသိရပါတယ်။တကယ်လို့တင်မှာအဆိုပါတတ်မှတ်ထားတဲ့ဝင်ကြီးအပြည့်မပြည့်မီဘူးဆိုရင်တော့သူတို့ကတင်ကိုလက်ခံမှာမဟုတ်ပါဘူး။ဒါမဲ့ပတ်စံအလောက်မရှိရင်လည်းဝင်လို့ရမယ့်အကြောင်းတစ်ခုတော့ရှိပါတယ်။အဲဒါကတော့တင်ကသူတို့အသင်းဝင်ဖြစ်ဖို့အတွက်ငွေကြေးမတက်နိုင်ဘူးဆိုရင်သူတို့ဖွဲ့စည်းမှရှိတဲ့ဂိုင်းကောင်းဆောင်တွေစီမှာခနာကိုရောင်းစားပြီးတော့ညနှမိမယ်ဖြစ်အတုံးတော်ခံကသူတို့စီခိုင်းတယ်လို့နေထိုင်မယ်ဆိုရင်တော့ငွေဥစ္စာမရှိလည်းပဲအဆိုပါအဖွဲ့စည်းမှဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်။အဖွဲ့တွေကိုရောက်သွားခဲ့ရင်လေအမျိုးသမီးတွေကချမ်းသာတဲ့ပုံစံနဲ့တတိယရဲထက်တူကြဖို့အတွက်မိမိကိုယ်ပိုင်မဟုတ်တဲ့စိန်ခံပစ္စည်းတွေကိုငှားရမ်းပြီးတော့တန်ဖိုးကြီးပစ္စည်းများကိုအချင်းချင်းလဲလှယ်ကင်ကဟိတ်ဟန်နေလောက်ကြရတာဖြစ်ပြီးလူချမ်းသာတွေသာတဲလေးရှိတဲ့နာမည်ကျော် 5 star hotel တွေမှာလေဘောလုံးသင်းစာလောက်ရှိတဲ့မျိုးသမီးတွေနဲ့တူအုပ်စုဖွဲ့ကကျင်းကျက်စွာနေခဲ့ရပါတယ်။အဆိုပါဟိုတယ်တွေကလည်းဒီရောင်ဆောင်တတိကန်းရဲ့လက်အောက်ကနေသာသွားနေရတာဖြစ်တာကြောင့်လူပလောင်များများသူတို့အတွက်ပြန်ပြောပိုင်ခွင့်မရှိကြပါဘူး။အဖွဲ့ဝင်တွေအနေနဲ့လည်းစိန်ခံပစ္စည်းငှားရမ်းမှုအတွက်ကုန်ကျငွေတွေကိုဝေမျှခံကြရပါတယ်။တရုတ်နိုင်ငံကလူတွေကလည်း Shanghai Socialities အဖွဲ့အစည်းကိုတခြားကိစ္စတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။အဲဒါကတော့ထိုင်ဝမ်နိုင်ငံရဲ့နာမည်ကြီးဆိုတော်တယောက်ဖြစ်တဲ့ဝီပါဘန်ကတရုတ်ကလေရင်မဲ့လူနေရှမ်းတို့နဲ့လက်ထက်ကြောင်ကြီးညာပြီးတဲ့နောက်တရုတ်ဘီလီယံနာတယောက်က post တစ်ခုတင်ခဲ့ပါတယ်။ဟောင်ကောင်မင်းသားတဦးနဲ့နာမည်ကျော်ဆိုတော်ဝီပါဘန်တို့နဲ့ရွှေလက်တွဲခဲ့ကြတဲ့အမျိုးသမီး2ဦးစလုံးကအဖွဲသားအီမီရဲ့လက်အောက်မှာအလုပ်လုပ်နေကြတဲ့သူတွေဖြစ်ပြီးဆယ်လီ2ဦးစလုံးရရှိထားတဲ့ shorty လေး2ပွေကတော့ Shanghai Socialites အဖွဲ့အစည်းရဲ့လက်အောက်ကနေတင်ကြားမွေးမြူရေးစခန်းကပေါ်ပေါက်လာခဲ့တဲ့သူတွေဖြစ်ပါတယ်။အဲဒီသတင်းကတရုတ်သတင်းစာမျက်နှာတွေထံမှာထိပ်ပိုင်းကောင်းကြီးပိုင်းနေရာတွေကနေနေရာတစ်ခုစာယူခဲ့တာပါ။အဲဒါကြောင့်ပဲအဆိုပါဂိုင်းနဲ့ပတ်သက်ပြီးတော့တရုတ်ပြည်မှာရှိတဲ့တန်ပေါင်းများစွာသောယောက်ျားလူကြီးတို့ကသူတို့ရဲ့အနာဂတ်တွေတော်တော်လေးစိုးရိမ်သွားကြပြီးအံ့ဩခဲ့ကြပါတယ်။အဆိုပါတင်နန်းကျောင်းမှာတော့ချမ်းသာတဲ့မျိုးသားတွေကိုချင်းကပ်စနိုက်ကျော်ကလက်ထပ်ယူတဲ့နီး easily အကွက်ပေါင်း16000နောက်ပြီးသူတို့ကိုသူတို့ကြော်ကြားတဲ့ဆယ်လီတူဖြစ်စေဖို့ကိုအဓိကတင်ကြားပေးမှာဖြစ်ပါတယ်။ဒေကျဲတတိတွေရဲ့ကြော်ဖြစ်ဖို့အတွက်တင်တို့ကအစင်ပေါင်း4ဆင့်ကိုဖျက်ကျော်ရမှာဖြစ်ပါတယ်။အဆင့်1ကတော့တင်နန်းလာတက်တဲ့မင်းမပြိုလေးကရုပ်ရည်မပြည့်မီဘူးဆိုရင်စင်လုံးကျော်ဖြစ်နိုင်မှုအတွက်ပြင်းထန်တဲ့ plastic surgery ကိုမဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။အဲလိုလုပ်ပြီးမှလူပုံလဲသွားလာတဲ့အခါမှာတော့မိမပီတာတွေဥရီယုံနဲ့တည်ငြိမ်လာတဲ့အလှတရားတွေကိုရရှိပိုင်ဆိုင်ပြီးဆိုမှသာတတိရဲ့အနာကိုလွယ်ကူစွာချင်းကပ်နိုင်မှာလည်းဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာမှာသာမကအဆိုပါတင်နန်းသားတွေကခနာကိုတွင်းမှာလည်းလိုအပ်တဲ့ရင်သားတင်းရင်လှပစီဖို့အတွက်လည်းတင်းနေတယ်ဆိုရင်ဆီလီကွန်တွေကိုခွဲစိတ်ကလိုလေသေးမရှိအောင်ပြုပြင်ကြရပါတယ်။ဒုတိယအဆင့်ကတော့အဆိုပါတရုတ်ကုမ္ပဏီကချမှတ်ထားတဲ့ကမ္ဘာကျော်နေရာတွေကိုခီးထွက်ရမှာဖြစ်ပြီးတော့အဖွဲ့ရဲ့လမ်းညွှန်မှုအတိုင်းပဲတသွေးမတိန်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။အဖွဲ့ဝင်မိန်းကလေးအများစုရဲ့ social media မှာလူအများရဲ့အာရုံစိုက်ချစ်ခင်မှုကိုခံရဖို့အတွက်ပြင်လာတဲ့တကူတော်ပုံတွေအလှပုံတွေကိုရိုက်ကူးပြီးတော့သူတို့ချမ်းသာတဲ့မျိုးကနေဆင်းသက်လာစီတာဖြစ်တဲ့အကြောင်းဟန်ဆောင်နေရမှာဖြစ်ပါတယ်။နံပါတ်3ကတော့သူတို့စီယာတွေကအမောင်ချမ်းကိုပိုင်နိုင်ကျွမ်းကျင်ကြသူတွေဖြစ်တာကြောင့်တတိသားအများစုတောက်စားပြောပါရနိုင်ကလပ်ဘားရီအစရှိတဲ့နေရာတွေကိုတကားမရှိတားမရှိဝင်ရင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ကချူစီလို့ရမှာပဲဖြစ်ပါတယ်။
ညီပြတွေကတတ်မှတ်ထားတဲ့သူတို့စီကိုလာလေတဲ့ဧည့်သည်စရင်ဘသူရဲ့ပိုင်ဆိုင်မှုတွေကိုအသေးစိတ်စီစစ်ကာတင့်ကိုသူ့ရဲ့နာကပ်ဖို့ပလန်တွေချပေးမှာဖြစ်ပါတယ်။နံပါတ်၄အဆင့်ကတော့သူမကိုယ်တိုင်ကြိုးစားရမှာဖြစ်ပြီးတော့တတိသားအများစုကယုံကြည်လာအောင်လို့စီယုံတင်းသွင်းပြီးအပိဖမ်းရမှာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံမှာဒီလိုမျိုးအဖွဲ့တွေရာကျော်ရှိလို့နေပြီးတော့တင်နန်းဆင်းထားတဲ့အမျိုးသမီးတွေကလည်းမရေတွက်နိုင်အောင်ကိုရှိတာကြောင့်လိန်ညာလက်ထပ်ခြင်းဖြစ်တွေကိုလည်းခက်စိတ်စိတ်တွေ့လာရတာဖြစ်ပါတယ်။တရုတ်နိုင်ငံကလူဦးရေလည်းထူထပ်တယ်လို့အသားဖြူဖြူပိမ့်ပိမ့်ပါပါချစ်စရာကောင်းတဲ့ကောင်မလေးအများစုလည်းရှိတာကြောင့်နေချင်းစရာကောင်းတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ဒါ့အပြင်တရုတ်တွေကအင်တာနက်သုံးဆွဲတဲ့စီးရင်မှာနံပါတ်1နေရာကနေဥဆောင်လျက်ရှိနေပြီးတော့သူတို့ကိုယ်ပိုင်ထောင်ထားတဲ့ website တွေကိုအသုံးပြုသူပေါင်းကတန်း600ကျော်လောက်တောင်ရှိနေရလဲဖြစ်ပါတယ်။အင်တာနက်ကတရုတ်နိုင်ငံမှာဘာကြောင့်အရေးကြီးရလဲဆိုတော့အင်တာနက်ပေါ်မှာလှုပ်ရှားပြီးတော့ငွေရှာတဲ့သူတွေကတန်းရာနဲ့ချီရှိပါတယ်။ Facebook ကိုတော့လုံးဝသုံးခွင့်မရှိတဲ့နိုင်ငံဖြစ်ပေမဲ့သူတို့ရဲ့ကိုယ်ပိုင် website တွေနဲ့ YouTube social media platform တွေကနေသူတို့အားသာရအလုပ်ကိုင်တွေကိုရှာဖွေပြီးတော့လိုက်လုပ်ရင်းကပဲဝင်ငွေတွေတလဟောရလို့နေတာဖြစ်ပါတယ်။လူဦးရေကလည်းထူထပ်များပြားလာတဲ့အပြင်ခင်းတဲ့ညီရင်မောင်တန်းနိုင်တဲ့ fashion အတူတွေဖြစ်ပေမဲ့အစစ်ဆန်တဲ့တန်ဖိုးကြီးပစ္စည်းတွေအစားအသောက်ဆိုဘာလာလာဒေါင်းလေးရှိတဲ့ပေါက်ဖော်တွေကထူးဆန်းတဲ့အရာတွေကိုလောက်ကင်ပြီးတော့သူတို့ရဲ့ social platform တွေမှာသူထက်ကအပြိုင်ဆိုင်တင်လာကြပါတယ်။အင်တာနက်ပေါ်မှာနာမည်ကြီးဖို့အတွက်အချိန်မရွေးနေရာမရွေးဖြစ်လာနိုင်တယ်လို့အင်တာနက်ကသူတို့ရဲ့ဈေးကွက်စီးပွားရေးတစ်ခုလိုဖြစ်လာတဲ့အတွက်ကြောင့်လေသူတိုင်းအားလုံးကအင်တာနက်ကိုပုံမှန်သုံးစွဲလာကြတာဖြစ်ပါတယ်။လူဦးရေ1.2 ဘီလီယံကျော်ရှိတဲ့တရုတ်နိုင်ငံမှာဆိုရင်ချမ်းသာတဲ့အတိုင်းဝိုင်းတွေမှာငွေတလဟောပေါ်များလုံးနေပြီးတော့စင်းရဲတဲ့သူတွေဆိုရင်လည်းကုန်းကောက်စရာမရှိတဲ့အထိအရာရာကခြားနာလွန်လာပါတယ်။ချမ်းသာတဲ့သူတွေကတော့မကောင်းတဲ့လူစရိုက်လုပ်ငန်း online လောင်းကစားစီးရောင်းဝယ်ရေးကိစ္စတွေများစွာကိုတင်းတင်းကြပ်ကြပ်ပြုလုပ်ရောင်းချကြရင်းနဲ့အပူပင်မရှိစိန်ကြကြနေထိုင်နိုင်ကြတာဖြစ်ပေမဲ့စင်းရဲတဲ့သူတွေကြတော့စာဝတ်နေရေးပြည်လည်နိုင်စေဖို့အစွမ်းကုန်ကြိုးစားကအသက်မွေးနေကြရပါတယ်။ဒါ့အပြင်အဆိုပါအောက်ခြေလူဒန်းစားတွေကလည်းငွေဆိုရင်မက်မောတာကြောင့်သူတို့ရဲ့ချွေးနှဲစာလေးတွေကို online လောင်းကစားနဲ့ပွားမယ်ဆိုပြီးအကြံလေးနဲ့စော့ရင်တော့တခါပြီးတော့ပေးနိုင်ပြီးတော့အတင်းရဲ့စိတ်ကိုလောင်းကစားလောကတွေကိုဆွဲသွင်းသွားမှာဖြစ်ပါတယ်။တကယ်လို့လောင်းကစားစော့လိုက်ပြီးဆိုရင်တော့လောင်းကစားဆိုတဲ့အတိုင်းပဲရှုံးလေနေလေဖြစ်တာကြောင့်တင်းရဲ့မရှိရှိတဲ့ငွေကြီးဥစ္စာတွေပါကုန်သွားတာဖြစ်ပြီးစာဝတ်နေရေးပါခက်ခဲသွားမယ်ပြီးကြာလာရင်အကျင့်စာရိတ္တပါပြက်ပြားစီနိုင်တဲ့အထိလူတွေတော်တော်များများကဖြစ်သွားတတ်ကြပါတယ်။အဆိုပါအရာရာခက်ခဲလုံးလာတဲ့အောက်ခြေလူဒန်းစားတွေက social media ထွန်းကားလာတာနဲ့များသူတို့ရဲ့အလုပ်တွေတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အင်တာနက်ကနေထိုးဖောက်ကြော်ကြားနိုင်မှုဗာပညာရေးမှတော့မလိုအပ်ပါဘူး။ဒါပေမဲ့ online စီးပွားရေးအခြေခံတော့နားလေသိရှိထားဖို့တော့လိုအပ်ပါတယ်။အဲဒီကနေဆင်မဲ့လူပေါင်းမြောက်များစွာကသူတို့ရဲ့နေထိုင်မှုဘဝပုံစံတွေကိုပြောင်းလဲလာတတ်ကြပါတယ်။ဥပမာအဖြစ်တော့လက်ရှိမှာတရုတ်နိုင်ငံမှာနံပါတ်1ဖြစ်နေတဲ့ influencer Randali ကအင်တာနက်ပေါ်ကနေသူတက်လန်းလာရတဲ့အခြေခံမိသားစုဘဝကိုပြောင်းလဲပစ်စေခဲ့ပြီးနာမည်ကြီးဆယ်လီတယောက်ဖြစ်လာခဲ့တာပါ။သူမအနေနဲ့ဆယ်လီတယောက်ဖြစ်လာတဲ့မြကိုပိုင် online store များစွာကိုလည်းပိုင်ဆိုင်လာပြီးတော့လစဉ်ရောင်းအားစုပေါင်းကတစ်လကိုတန်း100ထိဝင်နေခဲ့တဲ့ဘဝအထိအခြေအနေပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ဒါမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတရုတ်ပြည်ရဲ့အိမ်အောင်ရှိတဲ့တတိတဝူစီမှာအငယ်အနှောင်းလုပ်ခဲ့တာကြောင့်သူများမိသားစုရဲ့ပျော်ရွှင်မှုအနှစ်သာရကိုဖျက်ဆီးသူဆိုပြီးပရိသတ်ရဲ့ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။နောက်ထပ်ဆိုရှယ်အသုံးပြုကအောင်မြင်လာခဲ့တဲ့သူကတော့အစရောမာလီဖန်တီမိုဖြစ်ပြီးတော့ online ပေါ်မှာတချင်းတွေစဆိုရင်နဲ့2014ခုနှစ်မှာစတင်ကြော်ကြားခဲ့တာဖြစ်ပါတယ်။2018မှာတော့သူမက follower 19.4 တန်းထိရှိခဲ့ပြီးတော့သူမရဲ့ဝင်ငွေကတစ်လကို15တန်းထိဝင်ငွေရရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဒီမှာကြည့်လိုက်ပါဦးအင်မတန်အားကောင်းတဲ့ social media effect ကြီးပါလားနော်။လူတချို့ကအင်တာနက်ပေါ်မှာနာမည်ကြီးဖို့လိန်ညာခြင်းနဲ့သူတို့ရဲ့ထုတ်ကုန်တွေကိုရောင်းချနေကြသလိုအပေါ်ကပြောပြထားတဲ့ online ပေါ်ကလိန်လဲခြင်းတွေကလည်းတရုတ်ပြည်မှာအများအများရှိလုံနေပါတယ်။အင်တာနက်ပေါ်မှာနာမည်ကြီးဖို့ရုပ်ရည်မရှိတဲ့ကောင်မလေးတွေကချော်မောလှပတဲ့ shorty လေးတွေဖြစ်ဟန်ဆောင်ပြီးတော့ online မှာပတ်စံရှာကြပါတယ်။ဒါပြင်တရုတ်နိုင်ငံရဲ့ online ပေါ်ကအစားအသောက်စားပြတဲ့ဗီဒီယိုတွေကလူများစုရဲ့စိတ်ဝင်စားခြင်းကိုခံရပြီးတော့ကိုရီးယားကအစားပြုတဲ့ food blogger လောကကပေါက်ဖော်ရီရဲ့လက်ထဲရောက်မှာတော့သူတို့ရဲ့စားတောက်ပတ်ဆက်တာတွေကြောင့်နာမည်ကြီးကြော်ကြားသွားခဲ့တာလည်းဖြစ်ပါတယ်။မန်ဘန်ကာတွေကဓာတ်ရိုက်ထုတ်လွှင့်မှုကနေဒေါ်လာတန်ပေါင်းများစွာရရှိခဲ့ပြီးတော့ TikTok မှာ follower တန်း40ကျော်ရှိပြီးကြော်ညာတစ်ခုကိုဒေါ်လာ9000ထက်ရရှိနေတာလည်းဖြစ်ပါတယ်။မန်ဘန်ကာတူဖြစ်သူမာယာကလည်း follower 2.5 တန်းကျော်ရှိပြီးတော့ကြော်ညာတစ်ခုကိုဒေါ်လာ9000ရရှိခဲ့တာပါ။တရုတ်နိုင်ငံကကမ္ဘာပေါ်မှာမန်ဘန်ကာအများဆုံးရှိတဲ့နိုင်ငံဖြစ်ပြီးတော့ပြင်းထန်တဲ့ပရိုတိန်းဓာတ်ပါဝင်တဲ့အစားတောက်မှုတွေကြောင့်တည်ဆုံခြင်းများစွာဖြစ်ပွားခဲ့ပြီးလွန်ခဲ့တဲ့နှစ်အစောပိုင်းမှာအသက်30ရွယ်မျိုးသားတဦးကအစားတောက်ပြိုင်နဲ့တည်ဆုံသွားခဲ့တာဖြစ်ပါတယ်။ပရိုတိန်းဓာတ်လွန်ကျွံစားတောက်ခြင်းကြောင့်အုံနောက်သွေးကြောပြက်ကကွယ်လွန်ခဲ့ရလည်းဖြစ်ပါတယ်။အခုဆိုရင်လည်းတရုတ်နိုင်ငံကတခြားသောနိုင်ငံတွေထက်အကြောင်းအရာတစ်ခုလူရာထက်ပိုပြီးတော့လှုပ်ပြရင်းနဲ့လူများစိတ်ဝင်စားမှုကိုရယူကသူတို့ရဲ့ဈေးကွက်ကိုသူ့ထက်ကအပြိုင်ဆိုင်ကြိုးစားကကြော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။နောက်လာမယ့်အစီအစဉ်တွေမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and subscribe လုပ်ပေးသွားလို့ရပါတယ်များအစုံလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်